ဒီကောင်လေးကမြေကြီးတူးဖို့အလုပ်ရှုပ်နေတာပါလူတစ်ယောက်လျှောက်သွားတာကသူ့ကိုလက်ဖြန့်သွားစေတယ်သူတတိဝင်လာတဲ့အချိန်မှာတော့လက်သေးချေသေးတွေထောင်ပြီးရန်လိုတော့တာပဲဥရောပတောဟန်စတာတွေကကိုလုံးသေးပေမဲ့ဒေါသကတော့တော်တော်ကြီးပါတယ်တကယ်လို့မင်းကသူ့ကိုလက်နဲ့တော့ပွေ့မယ်ဆိုရင်သူကမင်းကိုရင်းရင်းနှီးနှီးပြန်ကြိုက်ပါလိမ့်မယ်သူကအပြော့ဆွဲလို့မရဘူးဆိုတာကိုပြနေတာကတကယ်ကိုရေးစရာကောင်းလာပါတယ်ဒါပေမဲ့သူဘလောက်ပဲဒေါသထွက်သူ့ပုံစံလေးကတော့အရန်ချစ်ဖို့ကောင်းနေတော့မယ်သူရက်နေတဲ့နေရာကနေပတ်ဝန်းကျင်ကိုဝေးဝဲကြည့်နေတဲ့ပုံစံကတကယ်ကိုချစ်စရာလေးပါရေဘူးရအဖြစ်ဒီဟန်စတာတွေကအရန်တတိကြီးကြတယ်လူတွေလဲထုံတဲ့အခါမတော်တဆသူ့တိုက်ကိုလန်ထွက်သွားအောင်လုံးမိတတ်တယ်သူ့စိတ်ထဲမှာအရန်ကြောက်လန့်နေပေမဲ့တားပေါက်လေးတွေကိုကာကွယ်ဖို့အတွက်ထွက်မပြေးပါဘူးသူတို့ကရင်ပအောင်မွေးမြူဖို့ခက်ခဲပြီးတောထဲမှာပဲအမြဲနေထိုင်ကြပါတယ်တစ်ပင်ပူလေးတွေပေါ်တက်ပြီးအသီးတွေခူးသလိုတန်းပွင့်လေးတွေကိုစားရတာလဲကြိုက်ပါတယ်ရှင်တန်မှုအခြေအနေကောင်းမွန်မယ်ဆိုရင်10နှစ်အထိအသက်ရှင်နိုင်ပါတယ်သူ့ရဲ့တားပေါက်လေးတွေကတခြားဟန်စတာအမျိုးအစားတွေရဲ့အကောင်ကြီးအရွယ်လောက်ရှိပါတယ်နိုင်ငံခြားကတခွဲကန်းတချို့မှာတော့လိမ္မာရင်ပါတဲ့တောဟန်စတာတွေကိုတွေ့နိုင်ပါတယ်သူတို့အတိုက်တစ်ခုထဲမှာအတူရှိနေတဲ့အခါတကယ်ကိုငြိမ်ငြိမ်သက်သက်ရှိနေတတ်ကြပါတယ်